ကာဆိုင်မှာတို့မြန်မာတွေထိုင်ရာကမြန်မာလက်ဖေးဆိုင်ဆိုပြီးဖွင့်လိုက်တော့အလုံးမရှိတဲ့တို့မြန်မာတွေဇပွဲတို့အလုပ်ရကြဟိုထမင်းဆိုင်ဖွင့်မယ်ဆိုတော့အလုံးမရှိတဲ့တို့မြန်မာတွေအလုပ်ကိုရသွားကြပြန်တာပေါ့ကွယ်အေးစီဝါရေးတက်တက်တခုမဟုတ်ဘဲနဲ့ကို့လူမျိုးချင်းစောင့်ရှောက်ရလဲကြတယ်ဘုန်းကြီးတာရုခေါ်ပါတယ်ကွယ်တာရုဘယ်တော့ဒီရန်ကုန်မြို့ကိုခြေချတဲ့အချိန်ကစပြီးအခုအချိန်ကြီးရှင်ဖျားတို့ကျောင်းမှာခိုလုံခွင့်ပြုတာလေအဲ့ဒီကျေးဇူးကြီးတက်မမေ့ပါဘူးဗျာအခုကဘယ်လိုဒီသမင်းဆိုင်ဖွင့်ပွဲမှာရှင်ဖျားနဲ့ဒီကျောင်းတန်ခါးတွေကိုစွန့်ကတ်ချင်လာပြီးတော့ပြကြပါကောင်းပြီဒီကဟုတ်တယ်ဘုန်းကြီးတို့ကြွခဲ့တစ်ပင်မြင့်လာပြီဆိုရင်လေတိုက်တော့ခံရတယ်တကားဒီပါဗျာစီဝါဥစ္စာတိုးတက်လာပြီဆိုရင်အတိုက်အခိုက်တော့ရှိတာပဲအဲ့ဒီလိုအတိုက်ခိုက်ဖြစ်လာရင်ဒေါသမာနတွေနဲ့မဖြေရှင်းမဲနဲ့မေတ္တာတရားနဲ့ကိုချင်းစာတရားရှေ့တန်းတင်ပြီးဖြေရှင်းဖို့တော့ဘုန်းကြီးတိုက်တွန်းနေတယ်တကားအေးလေကြီးပွားချမ်းသာတဲ့အချိန်ခါမှာဘုန်းကြီးကိုတတိမရရင်နေပါစေဒုက္ခနဲ့ကြုံတဲ့အခါဘုန်းကြီးကိုတတိရရင်တော်ပါပြီဘာပဲဖြစ်ဖြစ်လေဘုန်းကြီးပြောတဲ့စကားကိုအမြဲတတိယနေတယ်ဆိုရင်လုံလောက်ပါပြီတခါရဲ့ပါဗျာရှင်ပြအမေရှိတဲ့စကားတွေကိုတွေ့တော့ရှင်ထဲမှာမှတ်ထားပါဗျာရှင်ပြကိုလည်းတွေ့တော့ကျေးဇူးရှင်စိတ်ထဲမှာထားပြီးအမြဲတမ်းတတိယနေပါဗျာတာဒုတာ